Isco အသေးခံလိုက်ရတယ်လို့တနင်္ဂနွေမျက်ရည်စားရင်လည်းမေးမြန်းနေခဲ့ပါတယ်။မိသားစုထက်တာဝန်ကအရေးကြီးခဲ့ရလား။ရှေ့တက်ရဲ့ဘာဟီယိုလဲဆိုပြီးတော့တနင်္ဂဂက်ရဲ့မျက်နှာကိုထိုးရင်းနဲ့တစ်ခုခုပြန်ပြီးတော့ဖြေဖို့ပြောနေခဲ့ပါတယ်။တနင်္ထိုးတော့ပဲဂက်ဖာငြိမ်ခံနေခဲ့ပြီးတော့ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။အဲ့ဒီချိန်မာကီနိုကရက်လိုက်ဖို့တနင်္ကိုဝင်တားပါတော့လေ။ပွက်မြက်ခံရအောင်မှဖြစ်တဲ့မြည်ဖြစ်သူတွေကိုမြည်နေရပြီးတော့လက်လန်းမရနေရမှာရှိနေရတာနဲ့ညီကွင်းမရခဲ့တဲ့ဂက်ကအခြားလူတွေနဲ့ပို့ပြီးတော့ခံစားနေရမှာပဲလို့မာကီနိုကတနင်္ကိုပြောလိုက်ပါတယ်။ဒါမဲ့အခုအချိန်မှာခံစားရသောသူကဂက်မဟုတ်ပဲလူလူပဲဖြစ်လိုက်မယ်လို့တနင်္ကပြန်ပြောလိုက်တော့မာကီနိုလည်းမျက်ရည်တွေဝဲလာပြီးတော့အရှင်တို့က East ကိုနှုတ်ဆက်စကားတွေသင်ပေးခဲ့တဲ့အကြောင်းလေးတွေကိုပြန်တွေးမိသွားခဲ့ပါတယ်။လူပီကသူ့ရဲ့အကိုကိုဘယ်လောက်ထိချစ်လဲဆိုတာကိုနားလေရလားလို့တနင်္ကထပ်ပြောလိုက်တော့မာကီနိုလည်းအရန်ဝမ်းနေလာပြီးတော့အထဲကိုပြေးဝင်သွားခဲ့ရပါတယ်။ပြုံးနေစီလို့ဂျုံနဲ့အယုတ်တွေငါဝယ်ထားတယ်မမုံနဲ့ဘုံရင်ကမတိတက်ခဲ့ပြီမဲ့ဒီချိန်မှာမင်းရလက်ကိုပဲဝိတမ်းရဲ့ရေစက်ကောင်းလေးသာဒီမဲ့မမရှိတဲ့ငါရမနဲ့တစားပြုံလို့သာကြည့်ွယ်သူရဲ့ဒီနာရီကူမပြီးပြီမဲ့မင်းငါရှိမနေခဲ့